တရားဘာကြောင့်နာစီချင်တာလဲဆိုရင်တရားနာရင်အတုတ္တသူနာပြီတဲ့မကြားဘူးတဲ့စကားကြားရတာတရားနာလို့ပါဘာလဲတော့အာတုတ္တသူနာပြီမကြားဘူးတဲ့စကားတွေကြားရတယ်မနာဘူးတဲ့တရားတွေနာရတယ်မနာရဘူးလားဘာလို့တရားနာလို့ပြည့်တယ်တရားနာတဲ့ပုဂ္ဂိုလ်နဲ့တရားမနာတဲ့ပုဂ္ဂိုလ်ပြည့်တယ်အတ္တချင်းနဲ့တခြားစီစကားပြောကြီးတခြားစီဆက်ဆံရေးတခြားစီမှန်ရဲ့လားတရားနာမှာအတိတူးတာပါမှန်ရဲ့လားအာတုတံတုနာတိမှတ်တာနော်တုတံပရိယောဓာပေတိအဲ့လိုတရားနာပြီးတော့အဲ့ဒီမကြားဘူးတဲ့စကားတွေကြားရတဲ့အခါမှာတဲ့နော်ကိုယ့်ရဲ့စိတ်ကလေးကဘာဖြစ်တာလဲဆိုရင်ကိုကအချိန်လုံးကဒီစကားလေးကကြားတော့ကြားဖို့တာတယ်ဒါပေမဲ့အဲ့ဒီစကားကဘာကိုဆိုလိုတာလဲဆိုတာမကွဲပြားဘူးတုတ္တံပရိယောဓာပေတိတရားထပ်နာလိုက်တဲ့အခါကျတော့အော်ဒီစကားလေးကဒါကိုပြောတာပဲဆိုတဲ့သဘောတရားလေးရှင်းမသွားဘူးလားရှင်းပါပါဗျာအဲ့ဒါတုတ္တံပရိယောဓာပေတိမှန်လားနောက်တစ်ခုကင်ညာဝိတရတိရင်တော့ကကိစ္စတစ်ခုကိုမဆုံးဖြတ်နိုင်ဘူးနော်တိထားတယ်တိတော့တိထားတယ်ကြားတော့ကြားဘူးလေဒီဆရာတော်ဟောတာကြားဘူးလေဟိုဆရာတော်ဟောတာကြားဘူးလေကြားပြီးအဲ့ဒီຢာလေးတိလေးတွေဒါပေမဲ့မဆုံးဖြတ်နိုင်ဘူးမှန်လားပါဗျာဒီကိစ္စလေးဖြစ်တယ်လေမှန်လားပါဗျာမရှိဘူးလားရှိပါအဲ့တော့ကိုကဒီတရားလေးနားလိုက်တဲ့အခါမှာအော်နာဘရောပရံဒီကိုဗျာဒါကိုဆိုလိုတာပဲဆိုပြီးတော့ရှင်းမှာပါဘူးရှင်းပါတယ်ဗျာဘာအကျိုးကိကဝိတရတိမှန်လားဘောယုံမာတန်တရားတွေပပျောက်တယ်စစ်စစ်လာတယ်နော်စာလုံးကမကြားဘူးတဲ့တရားကိုကြားရတယ်ကြားပြီးသားတရားလေးတွေနားလည်လာတယ်သဘောပေါက်လာတယ်ကိညာဝိရတိယုံမာတန်တရားတွေပါတက်တက်လာတယ်ဒိဋ္ဌိကရောတိအရှုမှန်သွားတယ်သောကနာကကိညာဝိရတိဖြစ်ပြီဆိုလို့ရှိရင်ဘာဖြစ်တာတော့ရှင်းလင်းသွားပြီဟုတ်တယ်မလားကိညာဝိရတိသဘောပေါက်သွားပြီဟုတ်လားနားလည်သွားပြီရှင်းလင်းသွားပြီဒီမှာယုံမတန်တရားမရှိတော့ဘူးဆိုတော့ဒိဋ္ဌိကရောတိအယူမှန်သွားတယ်မှန်ရဲ့လားမဆိုင်ဘူးအဲ့ဒီသွားရမှန်ရဲ့လားအေးစိတ်ဓာတ်မတ္တပတိတတိရဲ့ကိုယ့်ရဲ့စိတ်ကလေးကအဲ့လိုယုံမတန်တရားတွေရှင်းပြီးတော့အယူတွေမှန်သွားတော့စိတ်ဓာတ်ပတိတတိကိုယ့်ရဲ့စိတ်ကလေးကြည်တယ်သွားတယ်မှန်ပါပါဘာအကျိုး